Wine Season 5 Episode 4ကိုအားလုံးပဲကြည့်ပြီးပြီလို့ထင်ပါတယ်ဒီထဲမှာထူးခြားတာက Soldier Boy ရဲ့ညီ Queen ကိုကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီ Queen ရဲ့ origin ကဘယ်လိုမျိုးလဲသူရဲ့ဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပါမယ်စိတ်ဝင်စားတဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနောက်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကဲဇလန်းလေးကိုဆက်လိုက်အောင် wait ဇလန်းကိုမဆက်ခင်မှာကျွန်တော် episode 3တုန်းက Black Noir ကဒီ Homelander ကလုံးလို့ပြောသွားတာပေါ့နော်ဆိုတော့အဲ့ theory ကတော်တော်ကြီးကိုမှားယွင်းသွားပြီဗျာဒီအခန်းကိုကြည့်လိုက်ပါဆိုတော့ဒီအပိုင်းမှာကျွန်တော်ခံမှန်းတာကတော်တော်လေးကိုလွယ်သွားပြီဗျာဆိုတော့ anyway ကျွန်တော်တို့ဒီဇလန်းလေးကိုပြန်ဆက်လိုက်အောင်အခုပြောပြသွားမယ် Queen origin ကကျွန်တော်တို့ဒီ comic တွေဘာတွေကနေပြီးတော့ယူထားမှာမဟုတ်ဘဲနဲ့အခုဒီဇလန်း series တစ်လျှောက်လုံးမှာကျွန်တော်တို့တွေ့ခဲ့ရတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ပဲဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီ Queen ကဘယ်လိုဖြစ်လာလဲဆိုတော့ Vogue က V1 ဆက်သက်မှုတွေကိုဒီ Four Harmony ဆိုတဲ့နေရာမှာပဲလုပ်ခဲ့တယ်ဗျာအဲ့မှာလဲ Queen ကပေါင်ခဲ့ဒါပေမဲ့အဲ့လိုစမ်းသက်တွေအချိန်တွင်းမှာပဲဒီ V1 ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်သွားခဲ့ပေါ့နော်အဲ့အချိန်မှာ Queen ကအဲ့အငွေ့ကိုဓာတ်ရိုက်ထိတွေ့ခဲ့ပြီးတော့သူ့ခန္ဓာကိုယ်ကတရေပြောင်းပြီးတော့ဒီຫນွယ်ပင်နဲ့လူနဲ့တသားတည်းဖြစ်သွားတာဗျာသူကပို့ပြီးတော့တနာဖို့ကောင်းတာကဒီအဲ့တခွဲကန်းရဲ့နေရနေမှာပဲအပင်တစ်ပိုင်းလူတစ်ပိုင်းနဲ့နှစ်ပေါင်းများစွာပိတ်မိနေခဲ့ရပါတော့အဲ့ဒါဆိုရင် Queen ရဲ့ super power ဘာလဲပေါ့နော်သူ့ရဲ့ super power ကအရန်ကြောက်ဖို့ကောင်းတယ်သူကခန္ဓာကိုယ်ကနေဒီຫນွယ်ပင်တွေကနေတဆင့်ပေါ့နော်ဒီ spore လို့ခေါ်တဲ့ဒီပိုးတွေကိုလွှတ်လိုက်တယ်အဲ့ပိုးတွေကိုရှူမေးရဲ့လူဒါမှမဟုတ်ထိတွေ့တဲ့လူတိုင်းကဒီထိမ့်မြတ်သိမ့်မြတ်ဒေါသစိတ်တွေဖြစ်ပေါ်လာပြီးတော့အချင်းချင်းတက်ဖြတ်ပြီးတော့နောက်ဆုံးတေသွားတဲ့အထိပေါ့နော်အဲ့လောက်ထိကြောက်ဖို့ကောင်းတယ်သူကသူ့ရဲ့ຫນွယ်ပင်တွေနဲ့ဒီတခွဲတန်းတစ်ခုလုံးကိုလွှမ်းမိုးထားပြီးတော့ပေါ့နော်သူကိုယ်တိုင်ကလည်း patient zero အဖြစ်ဒီဗဟိုချက်တစ်ခုအနေနဲ့ပေါ့နော်ဒီမှာအကြာကြီးပဲထာဝရပိတ်မိသွားပါပေါ့နော်ဒါကတော့ကျွန်တော် series မှာတွေ့ခဲ့ရတဲ့ Queen ရဲ့ origin ပဲပေါ့နော်နောက်ပြီးတော့အဲ့ episode မှာပဲဒီ Soldier Boy ကဘယ်လိုမျိုးဖြစ်လာလဲဆိုတာ Homelander ကပြောပြလို့သိရဗျာအဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်အမှ Homelander ကတားကြီးငါမင်းရဲ့ liver file နဲ့အကုန်လုံးကိုဖတ်ပြီးသွားပြီမင်းကတကယ်တော့စစ်သူရဲကောင်မဟုတ်ဘူးမင်းကမနာလိုစိတ်ပြည့်နေတဲ့ rich kid ကောင်လေးတစ်ကောင်ပဲအဲ့ဒါနဲ့ Soldier Boy ဆိုတဲ့ဘဲကြီးကလည်းမင်းအဖေတော်ဖန်ပြိုနေရှိနေကြတဲ့ငါရှေ့တန်းမှာစစ်တိုက်ထွက်ခဲ့တာအဲ့ဒါနဲ့ Homelander ကမင်းက Four Harmony စစ်တိုက်တိုင်းကစားနေတဲ့စစ်သားတယောက်ပဲမင်းအဖေကမင်းကို V1 ဆက်တဲ့ရအောင်လို့ပတ်စံနေအများကြီးပေးပြီးတော့ထည့်ခဲ့တာဘာလို့လဲဆိုတော့မင်းကမင်းညီရမှာတကယ်စစ်သားအစ်စ်ကွာ Silver Star ကိုစုရထားတဲ့သူမင်းကသူ့လိုဖြစ်ချင်မဖြစ်နိုင်တော့အဲ့ဒီစားမင်းကကိုအစိတ်တွေတွင်းခံလိုက်ရတာလို့ Homelander ကရှင်းပြခဲ့ပါတယ်ဆိုတော့ Homelander ပြောတာကိုကျွန်တော်တို့ကြည်ချင်းအပြင်ဒီ Soldier Point ကလူများထင်နေလို့ပေါ့နော်စစ်မြေပြင်မှာတကယ်တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်မဟုတ်ဘူးဗျာပတ်စံရှိပြီးတော့အရန်စိုးသွမ်းမရိုင်းနေတဲ့ rich kid ကောင်လေးတစ်ကောင်ပဲအဲ့ဒါကိုသူ့အဖေကနေပြီးတော့ဒီစစ်တပ်ထဲကိုအတင်းသွင်းလိုက်တယ်ဒါပေမဲ့အရေးချင်းမရှိတဲ့ခါတော့စစ်တပ်ထဲကနေပြီးတော့ပြန်ပြီးတော့ထုတ်ပန်ခံလိုက်ရပါဘောအဲ့ဒီအချိန်မှာသူ့အဖေကဒီ Vogue Company ကိုငွေတွေအများကြီးပေးပြီးတော့ V1 ဆက်သက်မှုမှာသူ့သားကိုပါဝင်အောင်လုပ်ခဲ့ရပါတော့ဒါပေမဲ့ဒီ Soldier Boy ရဲ့ညီဖြစ်တဲ့ Queen ကတော့ဒီ Soldier Boy နဲ့လုံးဝဆန့်ကျင်ဘက်ပဲအရေးချင်းရှိတယ်နောက်ပြီးတော့တကယ်ကိုစစ်သားကောင်းတစ်ကောင်ပေါ့နော်အဲ့တော့ तू က Soldier Boy အမြဲတမ်းသူ့ညီကိုမနာလို့ဖြစ်နေခဲ့တာဒါပေမဲ့ Queen ကလည်း Soldier Boy ရဲ့ညီဖြစ်ပြီးတော့ဒီ Force Harmony မှာပြုလုပ်ခဲ့တဲ့ဒီ V1 ဆက်သက်မှုရဲ့သားကောင်တူလည်းဖြစ်လာခဲ့ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုကဒီ Soldier Boy ရဲ့ညီ Queen ရဲ့ origin ကိုပြောပြသွားတာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုကြိုက်နေတဲ့ခါကျရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်